လူလိုနေမှလူဖြစ်မှာဗျမဟုတ်ရင်တော့တလိษံနဲ့မချဘူးပေါ့ဗျာမနဲ့မိုးလင်းတာတဲ့စားဖို့တောက်ဖို့ကိုကျွန်တော်တို့ရုံးကန်ရတယ်ညရောက်တော့အိမ်ပြန်တော့အိတ်တယ်အရွယ်ရောက်လာတဲ့အခါကျတော့အိမ်အောင်ပြုတ်တယ်သားသမီးတွေမွေးတာပေါ့ဒါကကျွန်တော်တို့လူသားတွေနေ့စဉ်ဖြတ်တန်းနေတဲ့ပုံမှန်ဘဝဆက်ဝင်မှဖြစ်တယ်ဗျဒါပေမဲ့ခဏလောက်ရက်ပြီးတော့တေးချောက်ပြန်တွေးကြည့်ဗျဒါကဒီအလုပ်တွေကလေလမ်းဘေးကခွေးလိတဲ့လောက်ကြတာပေါ့တောတွေကမြောက်တွေလည်းဒီလိုပဲလောက်ကြတာဗျတစ်ပင်ပေါ်ကငှက်လေးတွေတဲ့နေ့တိုင်းဒီလုပ်တွေလုပ်နေတာပဲလေစားမယ်အိမ်မယ်မျိုးဆက်ပွားမယ်အခြေခံလိုအပ်ချက်တွေကိုဗျဖြည့်ဆည်းုံတက်တက်နေတော့ဗျကျွန်တော်တို့ကတတော်ဝါတွေထဲမှာဗျအမြင့်မြတ်ဆုံးတတော်ဝါတို့ကိုဂုံယူနေလို့တော့မရဘူးဗျရုပ်တွင်ကတော့လူပေါ်ဗျစိတ်ကတော့တလိษံပေါ့လူတယောက်နဲ့တလိษံဘာကွာခြားလဲဆိုတော့လက်တစ်ဖက်ချင်းတစ်ဖက်ရှိုံနဲ့ကွာခြားတာမဟုတ်ဘူးအဝိစာလလပပလေးသူဝိဆန်ထားုံနဲ့လည်းမဟုတ်ဘူးဗျလူကိုလူဖြစ်ချင်တာကအသိစိတ်နဲ့ကိုကျင့်တရားပဲဖြစ်တာပေါ့တလိษံတွေမှာကအသိဉာဏ်မရှိတော့တဲ့ကြောင့်သူတို့ဖိုက်စားတဲ့အခါကျရင်များသောအဖြစ်ကတော့ဗျအစာတွေလူစားကြမယ်သူတို့မကျင်တဲ့ရင်ကြိုက်မယ်ခိုက်မယ်ပေါ့ဒါကသူတို့ရဲ့တဘာဝပဲဒါပေမဲ့လူသားတယောက်ကအသိဉာဏ်ရှိပါလျက်နဲ့ကိုချမ်းသာဖို့တနဲ့သူများစီကနေမတရားလိမ်လည်လှည့်ပြားယူနေတယ်ကိုရာထူးတိုးဖို့အတွက်ဗျာကိုအာဏာရဖို့အတွက်သူတစ်ပါးကိုနင်းချီတက်နေတယ်အရှက်မရှိဗျာလူကျုပ်ဝင်တူကိုဖောက်ဖျက်နေမယ်ဆိုရင်တော့အဲ့ဒီလူကလေအဝတ်စားဝတ်ထားတဲ့တလိษံတစ်ကောင်နဲ့ဘာမှကွာခြားမှာမဟုတ်တော့ဘူးဗျတကယ်တော့ဗျကိုကျင့်တရားမဲ့နေတဲ့လူကလေတလိษံတစ်ကောင်ပို့ပြီးတော့ကြောက်စီရကောင်းတယ်ဗျတောတွေကကြားဆိုရင်ပိုက်စားတဲ့အချိန်မှတော့အမဲလိုက်လေးရှိပေမဲ့လောဘဖုံးနေတဲ့လူကတော့ဘိုက်ပြည့်နေအောင်မှအရာရာကိုတိမ့်ပိုက်ဖို့သူကကြိုးစားနေအောင်ပါဗျအဲ့တော့ကျွန်တော်တို့ကဗျလူလို့ခေါ်ထိုက်တဲ့အခြေခံအချက်၃ချက်တော့နေ့စဉ်ဘဝမှာကျင့်သုံးနေထိုင်မှုတော့လိုအပ်တယ်ဗျပထမတစ်ချက်ကတော့စာနာထောက်ထားမှုပေါ့ဗျာသူတော်ဒုက္ခရောက်နေတဲ့အချိန်မှာကိုချင်းစာစိတ်နဲ့ကုညီဖေးမလူချင်းတဲ့စိတ်ပေါ့ဒါတလိษံတွေမှာဒီလိုစိတ်မျိုးကတော်တော်ချာချာပပပဲဗျနောက်တစ်ခုကတော့စင်ကြီးတုံတရားပေါ့ဘာကအမှားဆိုတော့ခွဲခြားသိမြင်နိုင်ပြီးတော့အမှားကိုရှောင်ပြီးတော့အမှန်ကိုရဲဝံ့နဲ့ရက်တည်နိုင်ရွေးချယ်နိုင်တဲ့စိတ်ပေါ့ဗျာနောက်တစ်ခုကတော့တိတ်အရေးကြီးတယ်ဗျဟိတိအော်တပမကောင်းမှုဒုစရိုက်ကိုလုပ်ရမှာရှက်ကြောက်တတ်တာပေါ့ဗျာအဲ့ဒီတပါမရှိတော့ဘူးဆိုရင်တော့ကမ္ဘာလောကကြီးကတောဟန်တလိษံယုံကြည်ဖြစ်သွားလိမ့်မယ်ဗျလူခန္ဓာကိုယ်ဗျရထားရုံနဲ့လူမဖြစ်ပါဘူးလူစိတ်ရှိမှသာလူကျင့်ဝတ်တဲ့အညီနေထိုင်တတ်မှသာလူပီတာတာပေါ့ခန္ဓာကိုယ်ကဗျလူဖြစ်နေပြီးတော့စိတ်နှလုံးကတလိษံအောက်တန်းကျနေမယ်ဆိုရင်တော့အရှုံးကြီးရှုံးပြီဗျဒီဘဝမှာတော့ကျွန်တော်တို့အားလုံးကဗျလူဘဝကိုရဖို့ခက်ရခက်စက်နဲ့ကြိုးစားခဲ့ရပါတယ်ဗျဒီလိုတမိုးရှိလာတဲ့ဘဝအချိန်တိုးထဲမှာအတ္တတွေလောဘတွေမာနတွေဖုံးလွှမ်းပြီးတော့တလိษံတကောင်လို့အသိဉာဏ်မဲ့စွာနဲ့မဖြတ်တန်းလိုက်ပါနဲ့ဗျာဒီနေ့ကစပြီးကိုပြန်ပြီးတော့မေးကြည့်ပေါ့ငါနေ့တိုင်းစားအိတ်အလုပ်လုပ်ရုံတက်တက်နဲ့အသက်ရှင်နေတာလားဒါမှမဟုတ်ဘဲနဲ့ကိုကျင့်တရားမေတ္တာတရားနဲ့အလှဆင်ပြီးတော့တကယ်လူသားတယောက်လိုနေထိုင်နေတာလားဆိုတာကိုတွေးဖို့တော့လိုတာပေါ့ဗျာ